Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စတယ်ဆိုပေမဲ့ဒီပလိုက်တော့ဖောက်ပြအောင်ကျွန်တော်ကတော့ဖောက်သွားမယ်ဖြစ်ပါတယ်ဖတ်သူပြန်တင်ပေးပါမယ် ကဘာပေါက်ချင်လေးပြအောင် ဟုတ်ပြီလား ပေါက်ချင်လဲဆိုတော့အဖေကပါပြီးသားပါ အဖေတင်လာတယ်အား အ လုံး ပေးဆိုရင်အစိမ်းပါဘာအရောင်လဲတော့မသိပါဘူး ကျွန်တော် တိတ်မတူရင်တူပါဘူး ကျိုးကမစားလို့ မကျမမောင်လေးရတယ်ကလာဆိုမှလုပ်လိုက်တယ် ကျွန်တော်ညီလာရှုပ်နေပြီ ကဲဒီမှာကျမအကူပါဖောက်ရတယ်ဒီအထောက်လို့ပြီးတော့ပါပြီအထဲမှာဘာရှိလဲမသိပါဘူးဖောက်ကြည့်ပါ ဟမ မြန်ဖောက်ပါ ပြောပါတယ်ကိုရတော့ကျွန်တော်ခဏလေးဗီဒီယိုရက်ပေးပါပါ ဖောက်ပါ ဟုတ်ကဲ့ပါကျွန်တော်ပါပါဝါအမမကောင်းလဲမိုက်တာမိုက်တယ် မြစ်ကြည့်ရအောင်ကြည့်ကြအောင် เป็นခရင်လေးလဲပါပါခရင်လေး ကဲဒီမှာခင်းလေးကဆူရှီပဲတဲ့ဒီမှာကြည့်အောင်မိုက်တယ်နော်ခင်းလေးနဲ့ကိုယ်စားရမှာလားမသိဘူးအသားလေးကတော်တော်ကောင်းမယ် ကျေးဇူးတင်ပါတယ် ဖတ်ထူးလေးပြန်တင်ပေးပါမယ် ဖတ်သူဖတ်သူ ဖတ်ထူးပြီးရင်ပြီးပါပြီအခုကဖတ်ဝမ်းဖြစ်ပါတယ်ဘိုင်ဘိုင်အားလုံးကိုကျေးဇူးတင်ပါတယ် အကျေးဇူး ဘိုင်ဘိုင် ပါတယ်ဘိုင် ဘိုင် ရလိုက်တော့